အားလုံးပဲမင်္ဂလာပါ Easy English with Teacher Chrissy ရဲ့ podcast လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ podcast လေးမှာဆိုလို့ရှိရင်တော့အားလုံးသိချင်နေကြမယ်လို့ထင်တဲ့ Duolingo နဲ့ပတ်သက်ပြီး Duolingo 150 speaking 160ထိရခဲ့တဲ့ဆရာကျော်စင်မြင့်သိန်းကိုမေးခွန်းလေးတချို့မေးပေးသွားမှာပဲဖြစ်ပါတယ် Duolingo ကိုဘယ်လိုလူမျိုးရွေးချယ်တင်တယ်လဲဘာလို့ရွေးချယ်တင်တာလဲဆရာDuolingo ကိုအရွေးချယ်စင်တင်ဆုံးကျောင်းသားကတော့တကယ်တော့ကျောင်းသားတိုင်းရွေးလို့ရတယ်လीเนาะကျွန်တော်တို့မှာlimitation တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့က Duolingo ရွေးတဲ့အခါမှာနံပါတ်1စဉ်းစားရမယ့်ဟာကိုယ့်ရဲ့ဝင်ခွင့်ကိုသွားမယ့်ကျောင်းဖြစ်ပါတယ်ကိုယ့်ရဲ့ university ကိုယ့်ရဲ့ institution ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျောင်းသားတွေကိုပြောလဲဆိုတော့ Duolingo ဖြေဖို့တည်ကြပြီဆိုရင်အဲ့ဒီကျောင်းသားနံပါတ်1ကိုယ့်ရဲ့ကျောင်းအရင် research လုပ်ရပါမယ်ငါကတော့ဘယ်နေရာကဘယ်ကျောင်းမှာတက်ချင်တယ်တက်မယ်ပေါ့အဲ့တော့ဒီကျောင်းကဒီ score ကိုလက်ခံလားအဲ့ဒါကိုကျွန်တော်တို့အရင်ရှာရမှာပါကျွန်တော်ကျောင်းသားတွေအနေနဲ့ကျောင်းက Duolingo ကိုလက်ခံနေဆိုမှဖြေတင်ပါတယ်ဆိုတော့ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့တချို့ကျောင်းတွေကအခုထိ Duolingo ကိုလက်မခံပါဘူးကျွန်တော် Duolingo ကိုလက်ခံတာကဘာတော့မှ institution ပေါင်း6000ကျော် institution 6000ကျော်ရှိတယ်နည်းနည်းမြင့်တောင်အောင်ပြရမယ်ဆိုရင် IELTS TOEFL ဆိုရင်1000ကျော်တယ်ဆိုတော့နှစ်ဆလောက်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ကဒီ IS နဲ့ TOEFL ကိုဖြေလိုက်လို့ကျောင်းအများစုကလက်ခံမှာတေချာပေမဲ့ Duolingo ကိုဖြေလိုက်ရင်တော့ကျောင်းတချို့ကလက်ခံခြင်းမှာလက်ခံမယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကပြောလဲဆိုရင်ကျောင်းကိုအရင်မေးပို့ကြည့်ပါကိုသွားမယ့်ကျောင်းဥပမာကိုက၄ကျောင်းရှောက်မယ်ဆိုရင်၄ကျောင်းကိုမေးပို့ကြည့်တာမျိုး website ကိုဝင်ကြည့်တာမျိုး check in လုပ်ပါဟုတ်ပြီကျောင်းတွေက Duolingo ဘလောက်ပေါ့ဥပမာ130နဲ့လက်ခံတယ်120နဲ့လက်ခံတယ် okay အဲ့ဒါတေချာပြီဆိုမှကျွန်တော်တို့ Duolingo ကိုဖြေရမှာဖြစ်ပါတယ်ကိုရဲ့ program ကလက်ခံမှာဖြေသင့်တယ်ပေါ့နော်နံပါတ်1ချက်ကဟုတ်ပြီနံပါတ်2ကဘယ်လိုလူတွေဖြစ်တင်လဲဆိုတော့အကြောင်းတော့မတက်ဘူးဆရာရတယ်အကြောင်းတက်တော့အရေးမကြီးဘူးဒါပေမဲ့ကျွန်တော်ကကိုယ့်ရဲ့အင်္ဂလိပ်စာ level အတွက်ကိုကျွန်တော် certificate တစ်ခုလိုချင်တယ်နောက်အဲ့ certificate ကဈေးလည်းအရင်မကြီးချင်ဘူးဘယ်လိုပြောရမလဲ career မှာလည်း advancement တစ်ခုလိုနောက် milestone တစ်ခုလိုထားချင်တယ်ဆိုတဲ့လူကြီး Duolingo ကိုဖြစ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် IS ကလည်းရှိမြန်မာပေါက်ဈေးနဲ့ဆိုရင်8သိန်းခွဲလို့ပြောရမယ်ခဏနေကျွန်တော်ဒါ10သိန်းလောက်ဖြစ်တော့မှာပေါ့နော်ဆိုတော့ TOEFL လည်း10သိန်းဝန်းကျင်ဒေါ်လာ200ကျော်တွေ220 230ဖြစ်နေတာဖြစ်တဲ့အတွက်ဒီ Duolingo ကလက်ရှိမှာဒေါ်လာ80ပဲရှိပါတယ်အဲ့တော့3ဆတစ်ဆလောက်ရှိရလို့ပြောရမယ်เนาะမြန်မာငွေနဲ့ဆိုရင်3သိန်းခွဲ4သိန်းဝန်းကျင်ပဲရှိတာဖြစ်ပါတယ် Duolingo ကအဲ့တော့ဒီမှာသိစေချင်တာ Duolingo ကိုဖြေလိုက်လို့ certificate တစ်ခုကောင်းရထားတယ်ဆိုရင်နည်းနည်းလေးလဲဒါဝင်ပေါ့တယ်ပေါ့ဗျာနော်ဈေးလည်းအရင်မကြည့်ဘူးဆိုတော့လေအဲ့တော့ကိုကကျောင်းတွေပါတော့ဖို့မရှိဘူး plan တွေမရှိဘူးဒီတိုင်းကိုယ့်ရဲ့ career အတွက်ဥပမာကိုက instructor တယောက်ဆရာတယောက်အင်္ဂလိပ်စာစသင်နေတယ် certificate တစ်ခုလိုချင်နေဆိုတဲ့အခါမျိုးမှာ Duolingo ဒီအရင်ကောင်းပါတယ်ဘာလို့လဲဈေးလည်းတန်တယ်လို့နောက်နည်းနည်းလေးလည်းပို့ပြီးတော့လွယ်ပါတယ်လွယ်ကောင်းလွယ်နိုင်တယ်ပေါ့နော်တချို့ကျောင်းသားတွေလည်းပို့ပြီးတော့ easier ဖြစ်နိုင်တယ် IELTS TOEFL နဲ့ဆိုင်အဲ့လိုပြောလို့လွယ်လို့မပြောပါဘူးတော်နည်းနည်းလေးပို့ပြီးတော့တချို့ကျောင်းသားတွေအတွက်ဝင်ပေါ့တယ်လို့ပဲကျွန်တော်ပြောတာပါလွယ်တော့မလွယ်ဘူးပေါ့နော်ဆိုတော့ဒါမျိုးလေးရှိမယ်နောက်သူကအချိန်လဲအသိမပေးရဘူးပေါ့တနားရီတွင်ပြီးရပေါ့နော်ဒါကြောင့်မလို့အရန်ကောင်းတဲ့ test ဖြစ်ပါတယ်ဆိုတော့ဒီနှစ်ချက်ပေါ့အဲ့ဒီနှစ်ချက်ကိုကြည့်ပြီးကျွန်တော်တို့ဖြေလို့ရပါတယ်ဒါဆိုရင်ထပ်ပြီးဒီမှာအပူဆောင်းနေနဲ့ပြောချင်တာဆရာကျွန်တော်ကတော့ကျောင်းမရွေးရသေးဘူးဘယ်ကျောင်းသွားမလဲလည်းမသိဘူးဘယ်နိုင်ငံမှလည်းမသိဘူးကျွန်တော်ဖြေရမယ်တစ်ခုဆိုရင်တော့Duolingo ကိုကျွန်တော်တိတ်မပေးဘူးဘာဖြစ်လို့လဲဆိုတော့တချို့ကျောင်းတွေက IS နဲ့ TOEFL ပဲလက်ခံတာပါအဲ့ဒီအတွက်ဆိုရင်တော့ကျွန်တော်တို့ IS ကိုဒါမှမဟုတ် TOEFL ကိုသွားပါမယ် Duolingo ကတော့ခုနပြောသလိုတချို့သော limitation တွေရှိတယ်ဒါပေမဲ့တကယ်လို့ကျောင်းကလက်ခံပြီဆိုရင်တော့ Duolingo ကိုဦးစားပေးနေနဲ့စဉ်းစားရပါမယ်ဈေးလက်တန်တယ်ပို့ပြီးလဲအဆင်ပြေတောက်တာဖြစ်တယ်နောက်ခုနပြောသလိုပေါ့အိမ်ကနေလည်းဖြေလို့ရတယ်စသည်အပြင်ကျွန်တော်တို့မှာအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ဒါလေးတစ်ချက်ကျွန်တော်တို့မှတ်ထားပါပေါ့နော်ဟုတ် Duolingo ကိုဘယ်လိုနိုင်ငံတွေကအများဆုံးလက်ခံပါသလဲဆရာ Duolingo ကိုတကယ်တမ်းကတော့ကျွန်တော်တို့သိထားတယ်လို့ဆိုရင်အဓိက main လက်ခံတာ USA ပေါ့အဓိကတော့ဒီ US ကအဓိကပို့လက်ခံတယ်သူ့ရဲ့ကျောင်းအများစုလက်ခံတယ်နောက် Canada ကကျောင်းတချို့လည်းလက်ခံတယ်လို့နောက်ပိုင်းကျွန်တော်တို့ဒီEurope ဘက်ကကျောင်းတွေလည်းလက်ခံလာတယ်ပေါ့နော် Czech တို့ Italy တို့လေးတိုင်းလည်းလက်ခံလာတယ်နောက်ကျွန်တော်တို့အခုတွေ့ရဆိုရင်ထိုင်းကကျောင်းတွေလည်းတော်တော်များလက်ခံလာတယ်လို့နောက်တစ်ခါ Japan တို့တချို့ဆိုဒီကိုရီးယားစတဲ့ကျောင်းတွေရပါပေါ့နော်Duolingo ကိုတော်တော်လေးလက်ခံလာတာကိုတွေ့ပါတယ်ဒီ Duolingo လက်ခံနေဆိုတဲ့နေရာမှာကျွန်တော်တို့ကသူ့ minimum requirements တော့ရှိတယ် IELTS TOEFL လို့ပဲကျွန်တော်ထင်တယ်လို့တော့ bachelor ဆိုရင်အနည်းဆုံး130လောက်ရအောင် train ထားတင်တယ် Duolingo ကိုလေ130အနည်းဆုံးကိုပြောတာနော် minimum ပေါ့ the higher the better ဖြစ်ပါတယ်များလေကောင်းလေပေါ့ master ဆိုရင်တော့120 30လောက်ထိသွားတင်ပြီးတော့အဲ့ထက်နည်းလေကောင်းလေပေါ့နော် general degree ဆိုရင်တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါဆို Duolingo အတိအကျကျွန်တော်တို့ generally အဖြစ်တော့နိုင်ငံအဖြစ်ဆိုရင်တော့ဒါ USC ကတော့လက်အခန့်ဆုံးလို့ပြောရမယ်ပေါ့လောလောဆယ်အခြေအနေမှာဒါပေမဲ့ကျန်တဲ့ကျောင်းတွေလည်းအများကြီးလက်ခံတယ်လို့လက်ခံပို့ပြီးတော့လက်ခံနေကြတယ်တိုးပြီးလက်ခံလာတယ်ကျွန်တော်တို့အရင်နှစ်ကဆိုရင်9000ကျော်ဒီနှစ်ဆိုရင်6000ကျော်လာတယ်စသည်အားဖြင့်ကျွန်တော်တို့မှာအဲ့လိုလေးရှိပါတယ်ဆိုတော့ခုနပြောခဲ့သလိုပဲအတိအကျ
ပြောကျွန်တော်တို့ပြောလို့မရသေးတာဖြစ်တဲ့အတွက်ကိုရှောက်မဲ့ကြောင်ရဲ့ website ကိုဝင် check in လုပ်အဲ့ကြောင်ကလက်ခံနေဆိုမှဖြေတာမျိုးကောင်းပါတယ်လက်ရှိချီတော့ကျွန်တော်ထင်ကျွန်တော်မြန်မာနိုင်ငံအကြောင်းသားတွေအသွားများတဲ့ check to Italy တို့လက်ခံပါတယ်နောက်ကနေဒါလက်ခံပါတယ်အကုန်တော့မဟုတ်ဘူးပေါ့နော် level တစ်ခုထိလက်ခံနေနောက်တစ်ခုကဒီထိုင်းရန်သွားများတယ်ထိုင်းမှာလည်းတော်တော်များလက်ခံနေနောက်ဒီအရှေ့ဘက်မှာဆိုရင်ဂျပန်တို့ကိုရီးယားတို့လည်းလက်ခံနေအောင်ကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါကောင်းတဲ့အချက်လေးပေါ့နော်ဆိုတော့ဒါပေမဲ့တစ်ခုတော့ရှိပါတယ်ခုနပြောခဲ့သလိုပဲဘယ်တော့မဆိုမဖြေခင်မှာ Duolingo လက်ခံလားလက်မခံလား confirm လုပ်ဖို့လိုပါတယ်ခင်ဗျာ Duolingo ကို online မှာဖြေရနဲ့ test center မှာဖြေရဘယ်ဟာပိုကောင်းပါတယ်လဲဆရာဒီမှာကျွန်တော်တို့တစ်ခုသိရမှာဒီမေးခွန်းအတွက်ပေါ့နော် Duolingo ဟာတကယ်ကတော့အိမ်ကနေဖြေရမယ့်ဆောင်ဝင်ဖြစ်တယ်ဘာလို့ဆိုတော့သူတို့မှာတရားဝင်တက်စင်တာမရှိဘူးကျွန်တော်တို့ IS တို့ TOEFL တို့ဟာတရားဝင်တက်စင်တာရှိတယ်အဲ့တော့ IS ဆိုလို့ရှိရင်ဒါ Cambridge ရဲ့နောက်ဒီ British Council ရဲ့ IDP ရဲ့ဒါပူးပေါင်းပြီးတော့ထားပါတော့တက်စင်တာ official ရှိရပေါ့နော် TOEFL လည်းအဲ့လိုပဲ official တက်စင်တာရှိပါတယ်ဒါပေမဲ့ Duolingo ကသူတို့ကိုယ်တိုင်ကနေပြီးတော့လုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့ကတော့အိမ်ကနေဖြစ်ဖြစ်တက်စင်တာဖြစ်ဖြစ်ရရလို့သူတို့ကပြောရဲပေါ့ဒါပေမဲ့တက်စင်တာဆိုတာကြီးသူတို့စီမှာကျွန်တော်တို့စီမှာတကူတကကြီးသူတို့ကနေပြီးတော့endorse လုပ်ပြီးတော့ဟာမျိုးမရှိဘူးပေါ့အဲ့တော့ဘာတော့ကျွန်တော်တို့မှာရှိလဲဆိုတော့ဒီ laptop နဲ့ဒီ service ပေါ့နော်ကျွန်တော်တို့ဒါအခန်းလေး room လေးငှားပြီးတော့ဒီ private ဖြစ်လေးပေါ့ privacy ရှိလေးနဲ့ဒါမျိုးလေး offer လုပ်တဲ့ hire လုပ်တဲ့နေရာလေးကျွန်တော်တို့မှာရှိတယ်ဒါကြီးကကျွန်တော်တို့အတွက်တက်စင်တာကြီးပဲလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအိမ်မှာဖြေလဲရတယ်တက်စင်တာမှာဖြေလဲရတယ်ဆိုတော့အိမ်မှာဖြေရင်တော့ကောင်းချက်အနေနဲ့တက်စင်တာအတွက်ပေးရမယ့်ပတ်စံကျွန်တော်အခန်းငှားခစသည်အဖြစ်ဒီ service ခပေးစရာမလိုတော့ဘူးအိမ်မှာဖြေမယ်နောက်ကြိုက်တဲ့အချိန်ဖြေလို့ရမယ်ညတကောင်ထဖြေလဲရတယ်2နာရီထဖြေလဲရတယ်ဒါပေမဲ့စိုးကျိုးအနေနဲ့ကိုယ့်ရဲ့ laptop ကဥမာနောက်မှာ file တွေ run နေတာမျိုးဒါမျိုးလေးတွေပေါ့ဟိုနောက်တစ်ခုဒီတခါလေကြာရင်ကျွန်တော်ဖြစ်တဲ့ connection problem တွေပေါ့အိမ်မှာဆိုရင်လေနော်ဒါမျိုးလေးဖြစ်သွားရဲဆိုရင်တော့အစီမပြေတဲ့အတွက်အိမ်မှာဖြေဖို့အတွက်ဆိုရင်တော့ကောင်းကျိုးနဲ့ဆိုကျိုးကိုချိန်ရမယ်အိမ်မှာဖြေတဲ့အခါမှာကိုကြိုက်တဲ့အချိန်မှာဖြေရမယ်အေးဆေးဖြေရမယ်ဘယ်မှာသွားစရာမလိုဘူးတချို့နေတွေမှာဆိုကျွန်တော်တို့ပို့ဆိုရလေလက်ရှိမှာကျွန်တော်သိသလောက်ဆိုတက်စင်တာရန်ကုန်နဲ့မန်လေးမှာပဲရှိလိမ့်မယ်တခြားနေတွေမှာမရှိဘူးဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တခြားနေတွေမှာဖြေမယ်ဆိုရင်အဆင်မပြေဘူးတက်စင်တာသွားမသွားဘဲနဲ့အိမ်မှာပဲဖြေရလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ခုနပြောတဲ့ကောင်းကျိုးလေးရှိရရန်ကုန်ထိသွားစရာမလိုဘူးမန်လေးထိသွားစရာမလိုဘူးโอเคအဆင်ပြေတယ်ပေါ့ဗျာနော်အိမ်မှာပဲဖြည့်မယ်ကိုလက်တော်လေးနဲ့ကိုဖြည့်မယ် line လေးကောင်းရင်ရပြီပေါ့ဒါမျိုးလေးပြောတာပါဒါပေမဲ့အစိုးကွက်အနေနဲ့ခုနပြောသလိုလက်တော်ကိုတေချာ clean အဲ့ဒါဘယ်လိုခေါ်မလဲနောက်ကနေကျွန်တော်ဒါ cleansing တေချာမလုပ်ထားတာမျိုးဆိုရင်နောက်က software တွေပေါ့နော် software တွေ run နေရမျိုး background application တွေ run တာမျိုးဖြစ်နိုင်တယ် and then နောက်ပိုင်းကျွန်တော်တို့ဖြစ်နိုင်အောင်မလဲဒီခုနပြောတဲ့ connection problem မိပြတ်သွားတော့မြန်မာနိုင်ငံမှာဒါမျိုးလေးဖြစ်တတ်ပါတယ်ဆိုတော့ဒါအိမ်မှာဖြစ်ခဲ့ရင်ဒါကောင်းတဲ့အဆိုးနဲ့ပေါ့တက်စတာကတော့ကျွန်တော်တို့ဘာအာမခံလို့ရလဲဆိုရင်ခုနပြောသလိုပဲသူတို့ကိုဒီကျွန်တော် professional fees offer လုပ်ပြီးဖြေတာဖြစ်တဲ့အတွက်မီးကတော့တေချာတယ် stable ဖြစ်မယ် connection stable ဖြစ်မယ် laptop ကပတ်သက်နိုင်မှာမရှိဘူး AAC အခန်းထဲမှာဖြေလို့ရမယ်တနားရီစာထိုင်ဖို့ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့မှာကောင်းကွက်ရှိပါတယ်စိုးကွက် true ကြရောကျွန်တော်မတွေ့ပါဘူးဘာလို့ဆိုတော့ခုနပြောသလိုပဲပိုကောင်းတယ်ဒါပေမဲ့စိုးကွက်ကတော့နေရသူတွေဆိုရင်တော့ဒီကိုလာဒူကလာဖြေရင်ရန်ကုန်တို့မန်လေးကိုလာရင်တော့ခီးစိတ်တွေပါရှိမှာပေါ့ခင်ဗျာဟုတ်apart from that အဲ့ဒါလွယ်ပြီးတော့ကျွန်တော်တို့ true ကြမရှိပါဘူးဆိုတော့တကယ်လို့များကိုကတက်စင်တာမှာရတယ်ပြဿနာမရှိဘူးကျွန်တော်အိမ်မှာဖြစ်ဖြစ်တက်စင်တာမှာဖြစ်ဖြစ်ရတယ်ကျွန်တော်ဘယ်ဟာဖြေရမလဲဆိုရင်တော့ဟုတ်ကဲ့တက်စင်တာကိုသွားလိုက်ပါခင်ဗျာမြန်မာနိုင်ငံမှာ2ခုရှိပါတယ်တက်စင်တာအဲ့တက်စင်တာ2ခုကိုကျွန်တော်တို့သွားပြီးတော့ connect ဆက်သွယ်ပြီးတော့နေရာလေးပြောပြီးတော့ဖြေလို့ရပါတယ်လို့ပြောချင်ပါတယ်တက်စင်တာသွားတာအကောင်းဆုံးသော option ပါဒါပေမဲ့ foreign မှာရောက်နေတဲ့သူတွေဥပမာကျွန်တော်ကျောင်းသားအများစုဆို Thai မှာရှိတယ်နောက်ဂျပန်တို့ဘာလို့လူရတော့တေချာတယ်အိမ်ကပဲဖြေရဖို့များပါလိမ့်မယ်အိမ်ကဖြေမယ်ဆိုရင်တော့တေချာလေး laptop ကို check in လုပ်ဖို့လိုရလို့ပြောချင်ပါတယ်ခင်ဗျာDuolingo ရဲ့ scorage လေးတွေကို General English နဲ့ဆက်ဆက်ပြီးတော့ရှင်းပြပေးလို့ရမလားဆရာDuolingo ရဲ့အဓိကscorage ကိုကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ပေါ့နော်ဟုတ်တယ်နံပါတ်1ကကျွန်တော်တို့ဒီကျောင်းသားတယောက်က intermediate လောက်ရှိမှပဲ Duolingo ဖြေရင်ကောင်းတယ်လို့ကျွန်တော်ထင်တယ် intermediate လောက်မရှိသေးရင်အင်္ဂလိပ်စာကိုအရင်ဖြည့်ပြီးမှ Duolingo ကင်တာကောင်းပါတယ်ဟုတ်ပြီဒါဆိုရင် Duolingo မှာ intermediate သမားတယောက်ဟာအမြင့်ဆုံး65ထိရနိုင်ပါတယ်သူရဲ့ဒီတရားဝင်စီမင်းသူတို့ကိုယ်တိုင်တရားဝင်ထုတ်ထားတဲ့ website အရဆိုရင်90 80 85 90 95 95ထိ maximum ကျွန်တော်တို့ intermediate B1 သမားတယောက်ကရနိုင်ပါတယ်။အားဆရာဒါဆိုရင် B1 က100မရတော့ဘူးလား3 digit ပေါ့။ဆိုတော့တချို့ B1 သမားတွေစူးစမ်းပြီး100 105ရတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ရှားတယ်ပေါ့။အော်100 100ရောက်သွားရင် automatic B2 ဖြစ်သွားပြီသူလည်းထောင်တက်သွားတာပေါ့နော်။ဒါကြောင့်မလို့95ထိတော့တရားဝင်ရဆိုရင်သူရဲ့ official ထုတ်ထားတဲ့ paper ရဆိုရင် website ရဲ့ info ရဆိုရင်95ထိရမယ်။အဲ့ထက်ပိုရသွားရင် B2 ဖြစ်ပါမယ်။ရခဲ့တဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ရဖို့ဆိုတာအနည်းငယ်တော့ခက်ခဲလို့ပြောရမယ်ပေါ့နော်95 100အဲ့လောက်ဝန်းကျင်ကျွန်တော်တို့ဒါ intermediate ရဲ့အမြင့်ဆုံးရနိုင်ပါတယ်
နောက်တစ်ခါတော့အဲ့အထက်ကိုဆိုကျွန်တော်က upper intermediate လို့ခေါ်တယ် B2 ဖြစ်သွားပါတယ် B2 ဟာ100ကနေစပါတယ်100ဖြစ်ကို B2 ရပြီလို့မှတ်ရမယ်နော်100ကနေပြီးတော့125ထိဟာ B2 ဖြစ်ပါတယ်100 105 110 115ဆို5မှတ်စီသွားတယ် increment က5မှတ်နဲ့သွားပါတယ်အဲ့တော့အဲ့နောက်ဆုံးမှာ100နဲ့125ထိဟာ B2 ဖြစ်ပါတယ်အဲ့တော့ B2 တော့မှ ရိုး B2 လေးပဲဆိုရင်100 105လောက်ရမယ်နည်းနည်းလေး middle B2 လောက်ဆိုရင်110 something 115လောက်ပေါ့upper ဒီ B2 မှာနည်းနည်းမြင့်တဲ့ B2 ပေါ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒါ120 125ထိတချို့ဆိုရင် B2 နဲ့130ရသွားပါတယ်ခုနက B1 တော့100ရနိုင်100ရခဲ့တယ်လို့ပဲ B2 သမားတချို့လည်း130ရသွားနိုင်တယ် C1 ဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ Duolingo မှာတော့130ရ C1 ဖြစ်သွားပါတယ်ဆိုတော့ advanced ပေါ့နော်ဆိုတော့တချို့တော့ B2 သမားကြီးဆိုအရင်စူးစမ်းအချိန်လည်းပေးရ2လ3လတိတ်ချလည်းပေးရ trainer ဆိုရင်130 135ကြီးကျွန်တော်တွေ့ပူတယ်တကယ်တွေ့ပူတယ်เนาะဆိုတော့130 135လောက်ထိဟို B2 သမားကြီးတကယ်စူးစမ်းဖြစ်နိုင်တယ်ဒါပေမဲ့သူ့ရဲ့ chance ကတော့အရင်နည်းတယ်ပေါ့နော်125အများဆုံးကန်ကောင်းရင်130 135ထိရမယ်အဲ့လောက်ထိရရင်တော့ဒါ C1 ထိကို level တက်သွားတယ်လို့ပြောလို့ရပါတယ်အဲ့နောက်ပိုင်းကတော့ဒါ C1 အထက်ဆိုတော့ကျွန်တော်တို့ဒါတိတ်တော့ပြောစရာမရှိတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ကိုယ့်ရဲ့ English level တိုင်း score ကထွက်မှာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ English level က B2 ဆိုရင်အတန်းလေးတက်လိုက်လို့ရှိရင် B2 က100လောက်ကစဖြစ်တဲ့အတွက်ကိုကတကယ်လည်းစူးစမ်းမယ်အတန်းလေးတက်တယ်ဆိုလို့ရှိရင် maybe 130 115 120လောက်ထိရနိုင်တာမျိုးပေါ့ကိုက B2 အရင် strong ဖြစ်တယ် solid ပဲ B2 ကိုဟာ confident အပြည့်ရှိရဆိုရင်အတန်းလေးတက်လိုက်ပြီးရင်ကျွန်တော်တို့ဒါ130လောက်ထိမှန်းပြီး train လို့ရတာမျိုးဖြစ်ပါတယ်ဆိုတော့ကိုကတကယ်လို့ဒါဆိုရင်မေးကောဟာဆရာကျွန်တော်တို့ B1 ဖြစ်နေတယ် okay intermediate တမှာကျွန်တော် B1 ကနေကျွန်တော်130လိုချင်တဲ့ C1 ဆိုမရပါဘူး။ဘာလို့ဆို B1 သမားဟာအများဆုံးက95 100ဖြစ်ပါတယ်။အဲ့လောက်လူကနေအဲ့လောက်အမြင့်ဆုံးတော့မှအဲ့လောက်ကနေ130ဒီမှန်းနေဆိုတာမျိုးရုပ်တိမဆန်မနဲ့ realistic မဖြစ်ပါဘူး။အဲ့ဒီခါမှာကျွန်တော်ဒါ goal တွေက realistic မဖြစ်ဘူးကျွန်တော်အဲ့ဒါလေးပြောချင်တာပေါ့နော်။နံပါတ်1ကကိုယ့်ရဲ့ level ကိုသိအောင်လုပ်ပေးရတယ် goal တွေကို realistically ချရပါမယ်။ကိုယ့်ရဲ့ level က B2 ဖြစ်နေရဆိုရင်130လောက်ထိရဖို့တော့ဖြစ်နိုင်ပေမဲ့အရန်အခွင့်အရေးနေတယ်125အများဆုံး120 110 105တိုင်းအားလုံးက B2 တွေပဲဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ English level က C1 ဖြစ်ခဲ့ရဆိုရင်တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲ C1 ဖြစ်ခဲ့ရဆိုရင်တော့maybe 130 135 140လည်းဖြစ်ကောင်းဖြစ်ပါမယ်အဲ့တော့နံပါတ်1ကိုယ့်ရဲ့ level ကိုသိပါနံပါတ်2အဲ့ level နဲ့ကိုက်ညီတော့ဒီ score တစ်ခု range တစ်ခုကို realistically အိမ်မက်ဘယ်လိုပြောရမလဲအိမ်မက်မှတ်ပါပေါ့နော်အဲ့လိုပြောရမလားရွေးချက်လေးတစ်ခုထားပါပေါ့နော်ဟုတ်အဲ့လိုလေးသိရမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ Duolingo ကိုအခုမှစပြီးတော့ဖြေချမဲ့ចောင်းသားចောင်းသူတွေအတွက် tips တွေပေးလို့ရမလားမသိဘူးဆရာနောက်ဆုံးအနေနဲ့ကျွန်တော်ဗာပြောချင်လဲဆိုတော့ Duolingo ဟာ test တစ်ခုဖြစ်ပါတယ်တခါတည်းမှာပဲကိုယ့်ရဲ့ milestone တစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ဖြေမယ်ဆိုရင်တေချာလေး preparation လုပ်ပြီးတော့ဖြေသင့်ပါတယ်ငါတစ်ပတ်လောက်နဲ့ဖြေလိုက်မယ်ဒါမျိုးလေးလည်းဟိုရတော့ရပြီမဲ့ပေါ့နော်မရနိုင်တဲ့အဆုံးတော့ဖြေရမှာပေါ့ဒါပေမဲ့တေချာလေး Duolingo ကိုအချိန်ပေးပြီးလေ့လာမယ်ဆိုရင်အဲ့ဒီရတဲ့အမှတ်တစ်ခုကကိုယ့်အတွက်အကျိုးရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဈေးလက်တန်တဲ့ test ဖြစ်တယ်3သိန်းခွဲ4သိန်းဝန်းကျင်အများဆုံးပဲကြမယ်အိမ်မှာလည်းဖြေလို့ရတယ်တနားရီပဲကြာမယ်စသည်အပြင်ကောင်းကျိုးတွေအများကြီးရှိတဲ့အတွက်ဟိုဖြေသင့်တဲ့ test တစ်ခုလို့ပြောချင်ပါတယ် tips နဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်နံပါတ်1ချက်ပေါ့typing ကျင့်ပါလို့ပြောချင်ပါတယ် typing အရန်ရေးကြည့်ပါတယ်အင်္ဂလိပ်စာအရန်ကောင်းရင်တော့ typing မရတဲ့အကြောင်းသား score 9မှတ်10မှတ်လောက်ကွာတတ်တယ်ဒါကြောင့်မလို့ typing ကိုလုံးဝဒီ option တစ်ခုအနေနဲ့ကိုထားပြီးတော့ကိုတကူးတကကြီးကို is a must အနေနဲ့ကိုပေါ့နော်ဒီလောက်ကိုလောက်ရပါမယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော် typing ကောင်းလေ score အတွက်အထောက်အကူပြုလေဖြစ်ပါတယ်နောက်တစ်ခုကတော့နံပါတ်2ကတော့ကျွန်တော်တို့ speaking မှာပေါ့နော် speaking မှာရသလောက်ပြောပါ writing ရော speaking ရောမှာရသလောက်ရေးရသလောက်ပြောဆိုတဲ့ method ကိုသိစေချင်တယ်9မိနစ်လောက်ပဲရေးရမယ် essay ကကျွန်တော်ခုနပြောခဲ့ပူတယ်ရှေ့မှာဒါပေမဲ့လည်းဟို9မိနစ်တွေမှာဘယ်လောက်ရေးနိုင်တယ်လဲပေါ့မများရေးမှန်ရေးမှန်လဲမှန်ရမယ်ဒါပေမဲ့များရေးနိုင်တာမျိုးကျွန်တော် train ရမယ်အဲ့လို train မှာလည်းနံပါတ်1အချက်ဖြစ်တယ်ခုနပြောတဲ့ typing ကျင့်ပါပေါ့နော်အဲ့ဒါနဲ့တွားပြီးတော့ဆက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးရောနံပါတ်1ပေါ့များလည်းပြောရမယ်ပြီးတော့အကြောင်းလေးပြောရက်အဲ့လိုမဟုတ်ဘဲနဲ့ကိုနိုင်တဲ့လောက်လေးရအောင်ဆွဲပြီးတော့ပြောတာမျိုးကျွန်တော်အားပေးတယ်မှန်နဲ့များပေါ့နော်အဲ့လိုလေးကျွန်တော်ပြောရမယ်ထင်တယ်နောက်တစ်ခုကကြတော့ကျွန်တော် tip နံပါတ်3ပေါ့အိမ်မှာဖြည့်မယ်ဆိုရင်ညကိုရွေးဖြည့်စီခြင်းပါတယ်လိုင်းလဲကောင်းတဲ့အချိန်မီးလဲမှန်မဲ့ညတကောင်မဟုတ်ရင်လည်းမနေ့စော1နာရီ2နာရီ3နာရီ4နာရီကျွန်တော်ကြောင်းသားကြီးထပ်ဖြည့်ကြတယ်ကျွန်တော်ကိုယ်တိုင်အိမ်မှာဖြည့်ခဲ့တော့ကျွန်တော်2နာရီမှာထပ်ဖြည့်ရညပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်လေးဖြည့်တာပို့ပြီးတော့ကောင်းပါတယ်ပတ်ဝန်းကျင်အနောက်ရှက်လုံးဝဝင်လို့မရပါဘူးနံပါတ်3ကအဲ့ဒါပါနံပါတ်4ကတော့နည်းနည်းတော့ဟိုကြောက်ရတဲ့အရာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် Duolingo မှာ ban ခံရတယ်ဆိုတာရှိပါတယ်ဘယ်အချိန်မှာ ban လဲဆိုရင်ခိုးချရတယ်လို့သူတို့ထင်တဲ့အခါမျိုးကျွန်တော်ရဲ့ laptop မှာနောက်က application တွေခိုးပြီးတော့ run ပြီးတော့သိရမလားဟိုစခိုးချနေရလို့ထင်တဲ့အခါမျိုးမှာ ban တက်ပါတယ်ဒါကြောင့်မလို့လုံးဝအ ban မခံရအောင်စူးစမ်းဖို့လိုပါတယ် ban နဲ့ဆိုတာဘာလဲ ban နဲ့ဆိုတာ Duolingo ကိုဒီဥမာကြော်ဆိုကြော်ရဲ့မျက်နှာနဲ့
ကြော်ကြော်ရဲ့ passport လုံးဝ ban လိုက်တာဖြစ်ပါတယ်ဟာဆရာဒါဆိုဘိုင်းရင်ကျွန်တော် account သစ်ဖွင့်လိုက်မယ်လေမရပါဘူးအကောင့်တင်ဖွင့်ရင်လည်းဖွင့်တော့ရမယ်ဖြည့်ရနေရမှာအဲ့ဒီမှာမျက်နှာကို scan ဖတ်ရင် passport ကို scan ဖတ်လို့ရှိရင်တန်းပြီးတော့ reject ခံရမှာပါဒါကြောင့်မလို့ ban နဲ့ဆိုတစ်သက်လုံးပြန်ဖြည့်လို့မရတော့ပါဘူး ban ခံရပြီဆိုရင် IELTS ဆို TOEFL ကိုရွေးရတော့မှာပါဒါကြောင့်မလို့ ban မခံဖို့အရေးကြီးပါတယ်နံပါတ်4 tip ဒီ ban မခံရပါစေနဲ့ဟိုနောက်ဆုံးစီကျွန်တော်ပြပြမယ်ဗျာအမှတ်မကောင်းရင်တော့မှပြန် train ပြီးတော့3သိန်းခွဲထပ်ပြီးဖြည့်လို့ရသေးတယ်ဟုတ်တယ်မလားဟိုအမှတ်မကောင်းတာပြဿနာမရှိသေးဘူး ban ခံရတာတစ်သက်လုံးဝေးသွားမှာလीเนาะဆိုတော့တစ်သက်လုံးဝေးကွာသွားမှာဖြစ်တဲ့အတွက်အဆင်မပြေဘူးဆိုတာလေးကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ ban မခံရပါစေနဲ့ပေါ့နော်နောက် tip တစ်ခုကတော့ဟိုအကုန်လုံးပေါင်းပြောလိုက်မယ်ပေါ့နော်ဒါတော့နောက် tip တစ်ခုနောက်ဆုံး tip တစ်ခုပေါ့အဲ့ဒါဘာလဲဆိုတော့တစ်ချိန်လုံး screen ကိုကြည့်နေတာမျိုးဖြစ်ရပါမယ်နောက်နားတွေဖော်ထားရပါမယ်ဒီကင်မရာထဲမှာနားပေါ်နေရမယ်နဲ့ချက်တွေမတက်ရပါဘူး speaking session ကလွဲပြီးကျန်တဲ့ session မှာလုံးဝအတန်မထွက်ရပါဘူး mic ဖွင့်ထားတဲ့ speaking session ကလွဲပြီးတော့ကျန်တဲ့ reading listening writing တွေမှာကျွန်တော်တို့အတန်မထွက်အောင်ကြိုးစားပါနှက်ခမ်းလောက်တာတွေအတန်တွေထွက်ပြီးစကားပြောနေရတယ်မလုပ်ပါနဲ့ speaking session မှာပဲအတန်ထွက်ပြီးပါနောက်တစ်ခုကတော့ဘေးမှာလူဘယ်သူမှမရှိအောင်အတန်တွေဘာမှမထွက်အောင်ဘေးကလူတွေစကားမပြောအောင်ဒါလေးယူဆိုင်ပေးဖို့လိုပါတယ်အဲ့လောက်ဆိုရင်တော့ကျွန်တော်အချင်း Duolingo ကိုအောင်မြင်မြင်ဖြည့်နိုင်မယ်လို့ထင်ပါတယ်လူချင်းတဲ့ score ရကြပါစေခင်ဗျာ Duolingo နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုဖြေကြားပေးခဲ့တဲ့ဆရာကျော်စင်မြင့်သိန်းနဲ့ podcast ကိုနားထောင်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် podcast လေးမှာပြန်တွေ့ပါမယ်အားလုံးပဲတက်တာပါ